အားလုံးပဲမင်္ဂလာပါဖြော်မာစတာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာဖြတ်သွားရင်းနဲ့143မိုင်3ဖာလုံးမှာစူးစမ်းကျင်စရာကြီးတစ်ခုတွေ့တယ်ဆိုတော့ဘာကိုစူးစမ်းမလဲစင်မြင့်နဲ့ဘယ်လိုပေါင်းစပ်မလဲလိုက်ကြည့်လိုက်ပါငှက်ပြောခင်းနဲ့ရောက်နေရဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်လည်းလိုက်ကြည့်လိုက်ရအောင်ကျွန်တော်ငှက်ပြောသည်ကိုစိုက်ပျိုးဖို့ဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့တော့အကွက်တွေရင်ဖော်ရတယ်အကွက်တွေဖော်ပြီးသွားရင်ဘာလုပ်ရလဲဆိုတော့ကျွန်တော်တန်းနဲ့ဖြစ်အောင်လို့ကြိုးလေးတန်းပေးရတယ်ကဲကြိုးတန်းပြီးရင်ဘာလုပ်ဖို့လိုလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့တပင်နဲ့တပင်ကြားမှာ6ပေအကွာကိုကျွန်တော်တို့ကျွင်းလေးတူပေးရတယ်ငှက်ပြောပြင်ကကျွန်တော်တို့မပူလုံးမအေးလုံးတင့်တင့်မြတ်တာရာသီဥတုကိုသူကကြိုက်တယ်နောက်ထပ်ရည်ကြီးရဲ့တစ်ခုကငှက်ပြောပင်ကကျွန်တော်ပေါင်းတင်ပေးရတယ်ဥပမာဒီလိုရော့ဝါလေးထွက်လာပြီဆိုလို့ရှိရင်တော့ခုတ်ပေးရတယ်ကျွန်တော်တို့ဒီလိုမျိုးရှင်သန်ကြီးထွားလာအောင်စိုက်ပြီးွားပြီဆိုရင်6လဆိုစဖူးပြီးတစ်နှစ်ဆိုစတည်ပြီခူးလို့ရပြီကဲဒါဆိုရင်နောက်ဆုံးအနေနဲ့ကျွန်တော်စစ်မြင့်နဲ့ဘယ်လိုရောဆက်ပြမလဲဆိုတာကိုပြမယ် let's go